ဇလန်းစာမှာ Skipper Shelton ရဲ့ညီဖြစ်သူကသူ့လူတွေပိုက်ကွန်အလွန်ကြီးဆွဲတင်နေရတာကိုကြည့်ပြီး Diamond Point ဘက်မှာငါသွားဖမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ Channel လေးကိုတစ်ဖက်တစ်လမ်းကကူညီခြင်းနဲ့ဆိုရင် US VPN လေးခံပြီးကြော်ညာလေးတွေတက်လာရင်လည်းပြီးဆုံးတဲ့ကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်။အဲ့ဒီမှာငါရပြီမဲ့ရုတ်တရက်ငါလူသားတွေရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။တရေပြတိုင်းမှာ Daphne နဲ့ Fred တို့အတိတ်အကြောင်းပြန်ပြောင်းပြောနေကြပါတယ်။ Daphne ကမော်ဆရာလေးရဲ့ရုပ်ထုကိုတွေ့ပေမဲ့ Fred ကတော့အဲ့ဒီနွေရာသီတုန်းက Trapping Camp မှာအတုတ်ခံထားရလို့မော်ဆရာလေးနဲ့မဆုံဖြစ်ခဲ့ကြောင်းပြောပြပါတယ်။ပြီးတော့ Scooby Doo ရဲ့တူဖြစ်သူ Scrappy Doo ရဲ့ရုပ်ထုကိုတွေ့တဲ့အခါမှာလည်း Fred ကသူ့အကြောင်းဘယ်တော့မှထုတ်မပြောချေလို့အားလုံးကတိပေးထားကြတာကိုသတိပေးလိုက်ပါတယ်။ Bloody စိတ်ဆိုင်မှာအစားအသောက်အဝစားပွဲကျင်းပနေပေမဲ့ Professional အစားသမားတွေဖြစ်တဲ့ Shaggy နဲ့ Scooby ကိုတော့ဇပွဲတို့မလေးကဒါနောက်ဆုံးပွဲဆိုပြီးပြောနေပါတယ်။ Shaggy ကသူတို့ကအသက်အောင်ထားပြီးအစားအစာတွေကိုစိတ်ကြိုက်မျိုးချဖြစ်တာဖြစ်ကြောင်းရှင်းပြနေပါတယ်။အိမ်မှာတော့ Velma ကအမှုသစ်တွေမရှိလို့စိတ်ပြက်လက်ပြက်နဲ့သူ့ရဲ့ blog ကိုရေးနေပါတယ်။အဲ့ဒီအချိန်မှာပဲ Diamond Point မှာငါတက်တာလှေတွေပျောက်ဆုံးနေကြောင်းနဲ့အဲ့ဒီနာကတရေချောက်တဲ့ရေနံတူးစင်နဲ့ပတ်သက်နိုင်ကြောင်းအမည်မသိ email တစ်စောင်ရောက်လာပါတယ်။ Daphne စီဖုန်းဆက်ပေမဲ့ Daphne က Fred နဲ့ဒိတ်လုပ်နေတယ်လို့ Shaggy စီဖုန်းဆက်ပြန်တော့လဲ Scooby နဲ့အတူအချို့ပဲစားနေလို့မအားကြပါဘူး။အဲ့ဒါကြောင့်တယောက်တည်းဖြစ်နေတဲ့ Velma ဟာ Daphne ရဲ့မိသားစုပိုင်တန်မိုးကြီးလေးကိုယူပြီးထွက်လာပေမဲ့ Murray တူနေလို့တဲလွန်စားရှာရခက်နေပါတယ်။အဲ့ဒီအချိန်အမျိုးသမီးတစ်ယောက်ရဲ့တချင်းဆိုတန်ကိုကြားလိုက်ရပြီး Amy လို့အမည်ရတဲ့ရေသူမတစ်ယောက်နဲ့တွေ့လိုက်ရပါတယ်။ email ပို့ပြီးသတိပေးခဲ့တာကသူ့ပါဆိုပြီး Amy ကပြောပါတယ်။အဲ့ဒီအချိန်ငါလူသားတွေလှေကိုဝင်တိုက်ခိုက်ပေမဲ့ Velma ကထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ Mystery Mission ကားပေါ်ရောက်တော့ Velma ကအဖွဲသားတွေကိုအမှုအကြောင်းပြောပြပေမဲ့ရေသူမအကြောင်းကိုတော့ချန်လှပ်ထားခဲ့ပါတယ်။ Skipper Shelton စီသွားမေးတော့ပျောက်ဆုံးသွားတဲ့ငါတစ်တာလီကသူ့ရဲ့နာမည်တူညီကိုတယောက်ပိုင်တာဆိုပြီးပြောပြပါတယ်။သူကတော့ရေနံစင်တရေချောက်တာတို့ငါလူသားတို့ရေသူမတို့ဆိုတာတွေကိုမယုံပါဘူး။အဖွဲသားတွေပြန်ထွက်သွားပြီးမကြခင်မှာပဲငါလူသားတွေရောက်လာပြီး Shelton ကိုဖမ်းသွားပါတယ်။ Amy က Velma ရဲ့အိမ်ထိလိုက်လာပြီး Skipper Shelton ကိုငါလူသားတွေဖမ်းသွားပြီလို့လာပြောပါတယ်။ Velma ကအဖွဲသားတွေကြီးဖုန်းဆက်မလို့လောက်တော့အမေဖြစ်သူ Angie Dingley ကဘသူနဲ့စကားပြောနေတာလဲဆိုပြီးတကားလာခောက်ပါတယ်။ Velma က Amy ကိုရေချိုးခန်းနဲ့အမြန်ဆွဲခေါ်သွားပြီး Angie တော့ဖွင့်ပြီးဝင်လာတဲ့အခါမှာတော့ပရင်းပေါက်တစ်ခုသာဖွင့်နေပြီးဘသူမှမရှိတော့တာကိုတွေ့လိုက်ရပါတယ်။ Keiko Radio ရုံမှာတော့ Fred က Skipper Shelton ပျောက်ဆုံးနေကြောင်းကိုအတည်ပြုလိုက်ပါတယ်။ Angel Dynamite ကဒီရေနံစင်ဟာအရင်တုန်းက Destroyer Company ပိုင်ခဲ့ပြီးတဘာဝပတ်ဝန်းကျင်ထိခိုက်မှာဆိုလို့ပညာရှင်တစ်ယောက်ကပိတ်ခိုင်းထားခဲ့မှုတဲ့စင်လားဆိုပြီးတန်တရားဝင်နေပါတယ်။ Shaggy က Destroyer ရဲ့ CEO ဖြစ်သူ Ed Machine သတင်းစာရှင်းလင်းပွဲလုပ်မဲ့အကြောင်းသတင်းစာထဲမှာတွေ့လိုက်ရပါတယ်။ Destroyer Company မှာတော့ Ed Machine ဟာ Gammy Dammy ဆိုတဲ့မုံအစ်စ်ကိုမိတ်ဆက်လာပါတယ်။ Velma ကရေနံစင်ကိုသွားစစ်ဆေးခွင့်တောင်းပေမဲ့အငင်းခံခဲ့ရပြီးအဲ့ဒီမှာ Ernesto ဦးဆောင်တဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆန္ဒပြအဖွဲ့နဲ့လည်းဆုံခဲ့ပါတယ်။ Daphne အဖေရဲ့လှေနဲ့အဖွဲ့သားတွေရေနံစင်ကိုရောက်သွားကြပါတယ်။လူသူကင်းမဲ့နေပေမဲ့ရုတ်တရက်ရေထဲကနေငါးလူသားတွေခုန်ထွက်လာပြီးသူတို့ကိုဖမ်းဆီးလိုက်ပါတယ်။ Destroyer ရဲ့ဘူမိဗေဒမူဟောင်ဖြစ်သူ Dr. Spike နဲ့ Shelton ညီကိုတွေနဲ့အတူအဖမ်းခံလိုက်ရပါတယ်။ငါးလူသားတွေကရေနံတူးဖို့လုပ်နေကြပြီးမြေနေရာမခိုင်ခန့်တာကြောင့်ရေနံတွေယိုဖွက်ကုန်တော့မဲ့အခြေအနေကိုလည်းရောက်နေပါတယ်။ရေနံတူးတာစလိုက်တာနဲ့ Amy ရောက်လာပြီးအားလုံးကိုကြိုးဖြီးပေးလိုက်ပါတယ်။အသက်အောင့်တာတော်တဲ့ Scooby နဲ့ Shaggy ကရေထဲဆင်းပြီးတူးဖို့ရေစက်တွေကိုပိတ်လိုက်ပါတယ်။ပြီးတော့ငါးလူသားတွေကိုမျှခေါ်လာပြီး Fred ရဲ့ထောင်ချောက်ထဲကိုမောင်းသွင်းလိုက်ပါတယ်။မျက်နှာဖုံးခွကြည့်လိုက်တော့ Ernesto နဲ့သူ့ရဲ့နောက်လိုက်တွေဖြစ်နေပါတယ်။သူတို့က Dr. Spike ရဲ့ plan ကိုအမိုက်ပုံထဲကနေကောက်ရပြီးသူတို့ရဲ့ဆန္ဒပြပွဲအတွက်ရန်ပုံငွေရအောင်ရေနံတူးဖို့ကြံစည်ခဲ့တာပါ။ကဘာမြေကိုကယ်တင်ဖို့ကဘာမြေကြီးကိုတစ်ဖက်တစ်လမ်းကဖျက်ဆီးနေတာကိုတီးလိုက်ရလို့အဖွဲ့သားတွေလည်းအားလုံးအံ့ဩသွားပါတယ်။ရဲဖမ်းသွားပြီးတဲ့နောက်မှာ Amy ကသူဟာရေသူမအစ်စ်မဟုတ်ကြောင်းနဲ့ Dr. Spike ရဲ့ဇနီးသားဖြစ်ပြီး Velma ရဲ့ blog ကိုဖတ်မိရာကနေကူညီအောင်လှည့်စားခဲ့တာဖြစ်ကြောင်းဝန်ခံပါတယ်။အဲ့ဒီလိုနဲ့ Keiko Radio ရုံကိုပြန်ရောက်တဲ့အခါ Velma ကအချက်အလက်တွေကိုထောက်ပြပြီး Angel Dynamite ဟာတကယ်တော့ Crystal Code ဂူတွေထဲမှာပျောက်ဆုံးသွားခဲ့တဲ့မူလ Mystery Incorporated အဖွဲ့ဝင်ဟောင်း Cassidy William ဖြစ်တယ်ဆိုပြီး Dead ဆွဆွဲလိုက်ပါတော့တယ်